အားလုံးပဲမင်္ဂလာပါခင်ဗျာကုန်ကျန်းနေအပြည့်ထပ်ဖြည့်ထားရင်တော့ဒါလေးကတော့ကုန်ကျန်းနေထပ်ပြီးတော့ချနေရပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင် order တွေကအရန်ကျက်နေရကြအောင်ကုန်ကျန်းနေရဆိုရင်တနေ့ကိုပေါ့နော်အမြဲတမ်းပုံမှန်တော့မှကားတစ်စီးနှစ်စီးလောက်ကတော့အမြဲတမ်းချပြီးဖြစ်ပါတယ်ခင်ဗျာ order တွေမှာမယ်ဆိုရင်တော့အနည်းဆုံး15ရက်ဝန်းကျင်လောက်ကြိုပြီးတော့မှာစီချင်ပါတယ်ခင်ဗျာရွှေမင်းတက်မှာဆိုရင်တော့ကုန်ကျန်းအနေနဲ့ဆိုရင် King Riga Aladdin GPN ဆိုပြီးတော့အမျိုးအစားလေးရှိပါမယ်ခင်ဗျာဈေးချိုလေးနဲ့ပေါ့ပေါ့ပါနဲ့သုံးကျင်တဲ့ customer လေးတွေအတွက်ကတော့ King brand လေးရှိပါမယ်ခင်ဗျာလူကြိုက်အများဆုံးနဲ့နောက်တစ်မျိုးကတော့ Aladdin လေးပဲဖြစ်ပါတယ်ခင်ဗျာ Aladdin လေးရဆိုရင်အထူ2mm ဝန်းကျင်ရှိပြီးတော့အသားအလက်စားလေးပဲဖြစ်ပါတယ်ခင်ဗျာအကောင်းတကအကောင်းစားတွေကိုမှသုံးကျင်တဲ့ချစ်ကပ်ကားတွေအတွက်ကတော့ GPN brand လေးရှိပါမယ်ခင်ဗျာ GPN လေးရဆိုရင် profile အမကန်230တောင်မှပေးရဖြစ်တဲ့အတွက်ကြောင့်မို့နော်အကောင်းတကအကောင်းဆုံးမှကြိုက်ပါတယ်ဆိုတဲ့ချစ် customer တွေအတွက်ကတော့အထူးမှသုံးသင့်တဲ့ brand လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ brand မျိုးစုံစိတ်တိုင်းကြရွေးချယ်နိုင်တယ်လို့စိတ်တိုင်းကြဒီဇိုင်းတိုင်းကိုလည်းဖန်တီးပေးနိုင်တဲ့ရွှေမစ်တစ်ကိုဆက်သွယ်ဝင်မေးနေနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ရွှေမစ်တစ်ရဲ့ပင့်အမြင်ဝင်ရမယ်ဖြစ်ပါတယ်ခင်ဗျာ